你要带来我。伢嘞，我聊天么多钱喽？我当上你啊，多我当年嘛多好比好比。喏。没事啊，你啦，那个。太严严了。我叫了，我不追了，你了。老嘛来好喏。呀，那当那个咩？俺用么闹啥呢？好。我来的。嘿，我没地了，没拿不来了，多少把表啊？那他们讲那都地的个。哎，老母皮鸭吧，没地了。就要你喽。没啥的，俺路标，毛一边那路标嘛。နိုင်ငံညာကြီးကွာတို့ပြိတ္တတွေပါဇက်ဖျားလဲဆွဲပြီးသားနိုင်ငံညာကြီးတန်တဲ့ခုနပါ 哪里了？ ဒိုရေမီဖာဆိုလာတီတော်တငါပိတန်နဲ့ရွတ်တာဗျာဒီသား 啊妈，မြန်မာလူမျိုးငါပြည်တော်မို့ကွာ သူ professional ဟိုကြရွတ်တာကြတော့ तू ကနည်းနည်းရှာပြားလေးနဲ့ ဘယ်လိုလဲ ရှာဖားလေးနဲ့ပြေးတန်ထွက်တာ ဘယ်လိုလဲ ဒိုရေမီဖာဆိုလာတီတော် professional ကိစ္စမျိုးလေးလေးဖြတ်သွားတယ်ကွာ အဲ့ဒီဒိုရေမီပါဒက်ကြီးရရင် level 2တစ်စက်တက်မယ် မြင်လိုက် ဒိုရေမီဖာဆိုလာဖာဆိုလာဖာဆိုလာ ဟဲ့ကွာ ဖာဆိုလာ ဖာဆိုလာတီလာတီတော့တော်လေဘယ်နဲ့ဖာဆိုလာနေရဲ့နေတော့ ဖာဆိုလာဆိုတဲ့နေရာလေးကြိုက်လို့ရှေ့ထပ်မတက်တော့လားဖာဆိုလာဖာဆိုဒီလာဖာဆိုဒီလာ အဲ့ဒါကြောင့်တော့ညီကိုနဲ့နေလျောက်အပိန်ဆုံးဆိုတာဒါကြောင့်ပိန်နေတယ် ဟိုင်းစန္ဒရာ သူကသူကလာကားလေးရောက်နေလားမသိဘူး ခေငေါနည်းနည်းအတန်ညစ်ကျတော့လာလေးတစ်ချက်လောက် ခဏလေးတိခံပြီးအတန်ကြီး ဟိုရီဆိုမီငါဝါရငါဖာချတဲ့ရဖာချတဲ့မှာငါပတ်ဆက်ပေးမယ်ဖာချတဲ့ရအဖာလဲ ဟောနှစ်ယောက်သားဒစ်နေနေတာ အမှန်ဝါ ဖာကြီးချနေတော့ဖာလည်းပြောမှလားတော့ ဟုတ်ဘူးငါဝါရင်ခေါင်းနေမှန်နေရ ဟုတ်တယ် အေးလာရင်ခေါင်းနေမှန်နေရ ဖာပဲ အဖာပဲလား ဖာ ဖာရမလို့ယူ ဒါမင်းမကြိုက်မချိနဲ့ကွာရော နိုင်ငံညာတစ်ချင်းဆုံးရဲ့ မဟုတ်ဘူးမင်းဘလို့ဖြစ်ဖြစ်လက်တွေ့ပြအမေတို့မတို့ပြောတာကြားတယ်နော်နိုင်ငံသားတချင်းနဲ့နားထောင်မယ် မင်းတို့ကနေလုံးလို့မြန်မာတစ်ချင်းကိုမစိုးငါနိုင်ငံညာတစ်ချင်းဆိုတော့ ကဲလို့ပါငါခံစားကြည့်မယ်တော့ ဒီမိုင်းလို့ဒီမှာအဲရေကင်းနဲ့ဆိုမယ်နော် ဟုတ်ပြီရေ နိုင်ငံညာတစ်ချင်းနော် ကဲလို့ စောင်းရဲ့ ဆက် Ding dong ding dang ding dong bay. Ding dong la ding dong ding dang ding dong bay. Ah ding dong bay. Ding dong ye blow pa di lu ma nam so ma do di. Yang ding dong ding dang ding dong bay. Ah đi mong bình đi mong ye blow ba đi luôn đi mà làm sao mà đâu mà đi nhanh đi mong đinh tam đi mong bình mong đi mong sapa sim to she gang dang sapa but he do yeah wowနိုင်ငံသားတချင်းနဲ့ဘာတွေစိုးတော့မှလည်းမသိကျွန်တော်တို့ဟိုနေရာပဲရှင်းလိုက်တယ်စမတိဘူးဒီ
စပ်ပါတရာ စာလားတွေတော့အပြုတ်သိကြီးစိုးနေတဲ့ဂျားရကိုဒီစက်ပတ်အမှတ်ရနေပြီ အဲ့တင်ရဲ့တလုံးပဲရှင်းတယ်မင်းဆိုတာ ဟာအဲ့စက်ပတ်မကြိုက်ဘူး မင်းဘယ်နေရာကြိုက်တယ် ဟိုနေရာလေးတော်တော်ကြိုက်တယ် ဘယ်နေရာလဲ ဟာငါချောင်းနဲ့လောက်ကျင့်ထားတာနော်အဲ့ဒါဟာ ဒါကြောင့်လည်းတင်းတင်းကြသွားတာနားလာတာလေ ဘယ်လို မမ ထိုက်ွက်လက်ဒီတွေလို့ အဲ့လောက်ကြီးကြတော့ပြိတ္တနားမလဲဘူးငါလည်းမကြိုက်ဘူးကွာကဲ ရတယ်လေနည်းနည်းငါ